ငယ်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ပြည်ငယ် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်အကြောင်းအရာလေးရတော့เนาะကိုဖွင့်ထားတဲ့ကိုရဲ့ချီမြဲကားတစ်ခုကိုကိုကမသုံးချင်တော့ဘူးကိုကအပီးအပန်းဖြတ်စေချင်တယ်ဆိုရင်တော့ကိုကဘယ်လိုမျိုးသွားပြီးဖြတ်ပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့ကျွန်တော်ဒီနေ့လာပြီးမျှဝေတင်ပေးသွားမှာဖြစ်ပါရဲ့နော်ဒီမှာပထမဦးဆုံးကိုရဲ့ချီမြဲအကောင့်တွေကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နော်ပြီးလို့ဆိုရင်တော့ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီဘေးမှာစီးနေတဲ့အဲ့ဒီ asset 30လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်နော်ပြီးလို့ဆိုရင်ဒီအပေါ်မှာနဲ့ဆွဲတင်ပေးလိုက်ဆွဲတင်လာလို့ပြီးဆိုရင်ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီအောက်မှာစီးနေတဲ့အဲ့ဒီ setting လေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်ပြီးလို့ဆိုရင်တော့ဒီနေရာလေးမှာရောက်လာပြီးဆိုရင်တော့ဒီရဲ့ဘေးမှာစီးနေတဲ့အဲ့ဒီ asset 30လေးကိုတစ်ချက်လာပြီးနှုတ်ဝင်ပေးလိုက်မယ်နှိပ်လို့ပြီးဆိုရင်တော့ကိုပြန်ပြီးနှိပ်ပေးရမှာတော့အဲ့ဒီ manage account ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နော်ဒီမှာတော့ကျွန်တော်ဝင်ပြထားတဲ့အဲ့ဒီအနီရောင်ဝမ်းလေးကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်နော်ပြီးလို့ဆိုရင်တော့ဒီနေရာလေးမှာရောက်လာပြီးဆိုရင်တော့ကိုဖွင့်ထားတဲ့ကိုရဲ့ Gmail account မှန်သမျှကိုဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်တကယ်လို့ကိုမဖြည့်ချင်တဲ့ကိုရဲ့ Gmail account တစ်ခုကိုကသွားပြီးဖြည့်စေချင်တယ်ဆိုရင်တော့အဲ့ဒီ Gmail account တစ်ခုကိုသွားပြီးနှိပ်ပေးထားလိုက်နှိပ်လို့ပြီးဆိုရင်ဒီလိုမျိုးပို့လာပြီးဆိုရင်တော့ဒီအောက်မှာစီးနေတဲ့အဲ့ဒီremove account ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်မယ်ဆိုရင်တော့အဲ့ဒါကိုရဲ့ Gmail account တစ်ခုကိုဖြည့်သွားလို့အောင်မြင်မှာသွားပါပြီတော့ခင်ဗျာကိုရဲ့ Gmail account တစ်ခုကိုဖြည့်သွားလို့အဆင်ပြေသွားပါပြီတကယ်လို့ကျွန်တော်တို့ခင်မိတ်ဆွေများကိုရဲ့ Gmail account တစ်ခုကိုကမသုံးချင်တော့ဘူးမလိုအားတော့ဘူးကိုကအပီးပန်းဖြည့်စေချင်တယ်ဆိုရင်တော့ဒီနီလန်လေးနဲ့လာပြီးလုပ်ပေးကြပါလို့အကြံပေးချင်ပါရနော်အားလုံးပဲအဆင်ပြေကြပါစေနော်